အင်ဂျီယာမိတွေအတွက်မိသားစုနေထိုင်နိုင်တဲ့အိမ်တွေဆောက်လုပ်ပေးမဲ့ကိုထွန်းမင်းအားလုံးပဲမင်္ဂလာပါရှင်ပရဟိတမင်းသားလေးကိုထွန်းမင်းကတော့အခုဆိုရင်ပရဟိတလုပ်တွေကိုစူးစမ်းဆောင်ရွက်ပေးနေတယ်လို့သဝတ္တနာပါရီလူပြလုပ်တွေကိုလည်းစူးစမ်းလုပ်ကိုင်နေရကိုတွေ့ရပါတယ်ကိုထွန်းမင်းကတော့ပြည်သက်တွေမကြမီမှာဇလန်တွဲအတစ်လေးမှမြင့်တွဲအပြလာတော့မှဖြစ်ပါတယ်ကိုထွန်းမင်းကတော့ဇလန်တွဲအတစ်လေးမှအဓိကနေရာကနေပေါဝင်ရိုက်ကိုလာတော့မှဖြစ်ပြီးအဲဒီပုံမှာလည်းပြည်သက်တွေရဲ့အပြည့်ချစ်ခင်မှုတွေကိုရရှိနေပါတယ်ပရဟိတလူလေးတွေမှာစူးစမ်းဖန်ဆာဆောင်ရွက်ပေးနေတဲ့ကိုထွန်းမင်းကတော့မကြမီမှာလေအင်ဂျီယာမိတွေအတွက်မိသားစုနေထိုင်နိုင်တဲ့အိမ်လေးတွေကိုဆောက်လုပ်ပေးသွားမယ်လို့လည်းသိရပါတယ်ပရဟိတမင်းသားလေးလို့တော့တင်စားခေါ်ဝေါ်ခဲ့နေရတဲ့ကိုထွန်းမင်းကအင်ဂျီယာမိတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါတယ်ကိုထွန်းမင်းကကျွန်တော်ကအခုအစီအစဉ်တစ်ခုလုပ်သွားဖို့စီစဉ်နေပါတယ်ဒါအင်ဂျီယာမိတွေရဲ့တက်ပါသူတို့အားလုံးကျွဲနေထိုင်စရာလေးအဆင်ပြေစေချင်ပါတယ်ခုနှစ်ရက်သားသမင်းတွေရဲ့စုပါလူငွေတွေနဲ့မိသားစုနေထိုင်နိုင်တဲ့အိမ်လေးတွေကိုဆောက်လုပ်လူတန်းပေးသွားမှာပေါ့နော်ဒီစီစဉ်ကိုတော့အမြန်ဆုံးအကောင့်ထဲပေါ်လာနိုင်အောင်ကြိုးစားနေပါရဆိုပြီးပရဟိတမင်းသားလေးကိုထွန်းမင်းကအင်ဂျီယာမိတွေနဲ့ပတ်သက်ပြီးတော့ပြောပြလာခဲ့ပါတယ်ပရဟိတမင်းသားလေးကိုထွန်းမင်းကတော့အခုစဉ်ပရဟိတလုပ်တွေကိုစူးစမ်းဆောင်ရွက်ပေးနေတယ်လို့သဝတ္တနာပါရီနုပြလုပ်တွေမှလည်းစူးစမ်းလုပ်ကိုင်နေကိုတွေ့ရပါတယ်ကိုထွန်းမင်းကိုတော့အခုဆိုရင်အနုပညာရေးကိုရီနဲ့အတူတူဗိုက်ရရီယာအပေးမှုတွေကိုအပြည့်အဝရရှိနေပြီဖြစ်ပါတယ်။ကိုထွန်းမင်းကသူ့အနေနဲ့အကယ်ဒမီထူးချွန်စုကြီးကိုရဖို့အထိစူးစမ်းသွားမယ့်အကြောင်းတွေကိုပြောပြလာခဲ့ပါတယ်။ကိုထွန်းမင်းကအကယ်ဒမီထူးချွန်စုကြီးနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်။ကိုထွန်းမင်းကကိုဝတ္တနာပါရီနုပညာလုပ်တွေလုပ်ခွင့်ရတာအရန်ပြော်တယ်။ကျွန်တော်အနေနဲ့အကယ်ဒမီစုကြီးရလာဖို့အထိစူးစမ်းသွားမယ်။အကောင်းဆုံးမျိုးလင့်ထားတာပေါ့နော်။အကယ်ဒမီစုကိုလူကျင်လားလို့မင်းလူကျင်နေအဲဒီပုံမှာလည်းတမှုထားရဲဆိုပြီးကိုထွန်းမင်းကအကယ်ဒမီထူးချွန်စုနဲ့ပတ်သက်ပြီးပြောပြလာခဲ့ပါတယ်။ကိုထွန်းမင်းကတော့အလုံးသိကြတဲ့အတိုင်းသူ့အကူအညီတောင်းလာတဲ့သူတွေတကယ်ခက်ဖြစ်နေတဲ့သူတွေကိုသူကရလူခံကခုနှစ်ရက်တာသမင်းတွေရဲ့အလှငွေနဲ့ရောသူရဲ့အလှငွေတွေနဲ့ပါစုပေါင်းပြီးတော့သူကရိုင်းသွားရောက်ကလူတန်းထောက်ပံ့ပေးနေသူဖြစ်ပါတယ်။အနုပညာရေးကိုကြီးတွေနဲ့ပတ်သက်ပြီးတော့လေကိုထွန်းမင်းကအခုလိုပဲပြောပြလာခဲ့ပါတယ်။ကိုထွန်းမင်းအရင်ကမထင်မရှားတယောက်ဆောင်ခဲ့ရကနေအခုဒီကတယောက်ဆောင်အနေနဲ့ရက်ခွေရတော့အရင်ပြောပါတယ်။ဘာလို့မှဆိုရင်တယောက်ဆောင်ဘိုင်းကိုပဲကြည့်ပေမဲ့မြန်မာနိုင်ငံမှာတော့ရုပ်ချုံမမင်းသားဖြစ်တာကျွန်တော်တော့ကိုဝတ္တနာပါရာလေးတွေကိုလည်းအကောင်းဆုံးစူးစမ်းပြီးတော့လုပ်ကင်သွားမှာပါဆိုပြီးတော့လေပြောပြလာခဲ့ပါတယ်။ကိုထွန်းမင်းဟာစီယန်နံပါတဲ့နေရာလေးတွေကိုဂရိုင်းတွားရောက်ကဂျပန်တလန်ကနေကုညင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်လေကိုထွန်းမင်းကအားလုံးရဲ့အချက်တွေကိုသိမ့်ပိုက်ရရှိထားတာပါ။မကြတိမီကလည်းပူတူလေးနဲ့ကိုထွန်းမင်းတို့ကအိမ်မြစ်သားတင်းကနေပရဟိတစုတွေကွန်ပျူတာချင်းမြက်ခံနေရပါတယ်။သူကတော့အခုလိုပရဟိတလုပ်တွေကိုလုပ်ကိုင်နေရရင်ကိုပဲပြောနေရပါ။အခုဆိုရင်ရက်ကွေးရေးတွေပါဝင်လာတော့မှဖြစ်ပြီးပြည်သူတွေကလည်းကိုထွန်းမင်းကိုအားပေးနေကြပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပြည်သူတွေအတွက်အနုပညာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးမှဖြစ်လို့အသစ်သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်။